အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုသော channel ကနေပြီးတော့ကျွန်တော်ရဲ့အကိုတွေမတွေအားလုံးကိုပြန်လည်ညွှန်ထွေးစွာကြိုဆိုလိုက်ပါတယ်နော် YouTube ပေါ်မှာရှိနေကြတဲ့ကျွန်တော်ရဲ့အကိုတွေမတွေအားလုံးပဲတူတယောက်မကျန်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးတော့ဝင်ရောက်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်ဘက်ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်နေ့ရက်တိုင်းမှာအစမပြတ်အားပေးနေတဲ့လူဟောင်းလူသစ်ကိုကိုတွေမတွေအားလုံးပဲကျွန်တော်ရဲ့ကနေလေးတို့လိုက်ဆော်ပေးနေတဲ့လူတယောက်မကျန်ခုနှစ်သားသမီးများပေါင်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အလုံးစုံပြည့်စုံနိုင်ကြပါစေစိတ်သွားတဲ့ကိုပါလို့ဆန္ဒတဲ့အားလုံးပဲပြေဝကြပါစေလို့ဥသောပထမကျွန်တော်ရဲ့ channel လေးကနေပြီးတော့ကျွန်တော်ရဲ့အကိုတွေမတွေအားလုံးတို့ကိုစုမကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါပဲကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးဒီဒါကျွန်တော်တို့မနက်ဖြန်6ရက်2လ2026เนาะကျွန်တော်ပွဲသိမ်းတောက်ကြနေ့12နာရီ10မိနစ်တော့ကိုအကောင်းဆုံးစူးစမ်းထားလို့ရထားသမျှကဏ္ဍကုံလုံးလာရောက်ပြီးတော့မျှဝေပေးတာလာရောက်ပြီးတော့အကြံပြုပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ကိုရီမတွေအားလုံးပဲကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုခုမှမြင်လို့ဝင်လာတာပဲဖြစ်ဖြစ်စိတ်ဝင်စားလို့ဝင်ကြည့်တာပဲဖြစ်ဖြစ်ကျွန်တော်အများနဲ့အားပေးလို့ဝင်ကြည့်တာပဲဖြစ်ဖြစ်ပါဘလိုကြောင့်မျိုးနဲ့ပဲကြည့်ကြည့်ပါကျွန်တော်ရဲ့ကိုမများအားလုံးတက်လည်းမဖြစ်မနေကြည့်သင်ကြည့်ထိုက်တဲ့ဗီဒီယိုဖိုင်လေးဖြစ်တယ်နော်ဗီဒီယိုဖိုင်လေးဒီအချိန်လေး3မိနစ်4မိနစ်လောက်ပဲကြာတာဖြစ်တဲ့အတွက်မကြုံမိဖက်နဲ့အစားနဲ့အဆုံးလေးတခြားလေးရှိသွားပြီကျွန်တော်ခုလိုမျိုးမျှဝေပေးတာလဲဒါတူတယောက်ရည်တူတယောက်ပေါ့ဦးတမဟုတ်ပါဘူးနော်အားလုံးပဲမြင်အားလုံးပဲအဆင်ပြေအောင်ကျွန်တော်ဘက်ကနေပြီးတော့လာရောက်ပြီးတော့မျှဝေပေးတာတချို့ကိုတွေမတွေရှိတယ်เนาะကျွန်တော်ဒုတိယကစားနေတာဘာကစားမှမသိဘူးဆိုတော့ကိုတွေမတွေအားလုံးတို့အဓိကရည်ရွယ်ပြီးလာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုတွေမတွေအားလုံးကလည်းဒီလိုဖိုင်လေးကိုเนาะကိုလိုပဲမြင်ကိုလိုပဲအဆင်ပြေအောင်เนาะတက်နိုင်တဲ့လောက်ကလေးတွေလက်လန်းမိတဲ့လောက်ကလေးတွေမျှဝေပြီးတော့မှကြည်ပေးပါဖြန့်ဝေပြီးတော့မှကြည်ပေးပါเนาะအထူးသဖြင့်တော့ကျွန်တော်တို့ဒုတိယနဲ့သက်ဆိုင်သောနေရာလေးတွေမှာအားလုံးပဲမျှဝေပြီးတော့မှကြည်ပေးပါလို့ပြောချင်ပါတယ်ဒီလိုဖိုင်လေးရာဒါကျွန်တော်တို့ဒီလိုဖိုင်လေးရာเนาะမနက်ဖြန်မှာကျွန်တော်အဓိကထားပြီးတော့ထိုးရမယ်ကျွန်တော်ရဲ့ကိုရီမတွေအားလုံးအတွက်ကျွန်တော်လုံးမိုက်နေပါမယ်တကွာကောင်းနေပါမယ်ကီးတွေစသည်ဖြင့်အားလုံးရရှိမှာဖြစ်ပါတယ်เนาะကျွန်တော်စကားရတော့ရှေးဝေးမပြောတော့ဘူးလူသစ်ကိုရီမတွေအားလုံးပဲเนาะဝင်လာပြီဆိုရင် live လက်မလေးတွေထောင်ထားမယ်เนาะလက်မလေးတွေနှိပ်ဖို့တော့မမေ့ပါနဲ့ကျွန်တော်တို့ဘာမှလုပ်ပေးဖို့မလိုပါဘူးကိုရီမတို့ပေးတဲ့ live လက်မလေးတယောက်တစ်ချက်တည်းဒါကျွန်တော်တို့အားကြီးလက်ဖြစ်ပါတယ်ဒါကြောင့်ဝင်လာပြီဆိုရင် live လက်မလေးနှိပ်ထားမယ်ကျွန်တော်ရဲ့ channel လေးတွေကိုနေ့ရက်တိုင်းမှာအစင်မပြတ် live ဆော့ခြင်းနဲ့ကိုရီမတွေအားလုံးကတော့ channel လေးကို subscribe လေးနှိပ်ထားကြဖို့မေးပါနဲ့เนาะ channel လေးကို subscribe လေးနှိပ်ထားဖို့မေးနဲ့နောက်ဖန်ပွဲသိမ်းနေမှာနှစ်ကြိမ်တရားမှာတစ်ကြိမ်တော့ကျွန်တော်ဘက်ကနေပြီးတော့အဆင်ပြေအောင်အကောင်းဆုံးကြိုးစားပေးမယ်ကျွန်တော်ရဲ့ကိုရီမတွေအားလုံးဘက်ကယုံကြည်နဲ့လာပြီးတော့ထိုးဖို့ပဲလိုအပ်ပါတယ်ကိုကနန်လေးတွေခေါ်ပေးမယ်မနက်ဖြန်6ရက်2လ2026ကျွန်တော်ပွဲသိမ်းတောက်ကြနေ12နာရီ10မိနစ်တွင်အကောင်းဆုံးကီးနေရတော့ကျွန်တော်တို့831ဆိုတဲ့ကီးပဲဖြစ်ပါတယ်เนาะ831ဆိုတဲ့ကီးပါကိုတွေမတွေအားလုံးရှိမှာ1ချင်းကီးလုံးမှန်ရှိမယ်ဆိုရင်တွဲပြီးတော့ထိုးပါပတ်သီးအနေနဲ့ကတော့ကျွန်တော်83ပတ်သီးကိုရွေးထုတ်ထားပါတယ်เนาะနှလုံးပတ်ဖို့မလိုဘူးပြီးတော့မှကျွန်တော်အကြိုက်ဆုံးပတ်သီးလေးတစ်လုံးနဲ့တစ်ခွက်ကောင်းလေးပြန်ပြီးရွေးထုတ်ပေးမယ်ပတ်သီးအနေနဲ့ကတော့83 8နဲ့ပတ်သက်ရင်ကျွန်တော်89ရယ်84ရယ်86ကဲ82ကဲเนาะ89 84 86 82ပါဒါ8နဲ့ပတ်သက်အဓိကထားပြီးထိုးရမယ့်ကဏ္ဍလေးတွေပါကျွန်တော်3နဲ့ပတ်သက်လာရင်39ရယ်34ရယ်36ကဲ3ခွင်เนาะ39 34 36 39ဆိုတဲ့ကဏ္ဍလေးတွေပဲဖြစ်ပါတယ်ဒီကဏ္ဍလေးတွေကဒါပတ်သိမပတ်နိုင်ဆိုတဲ့အကိုတွေမတွေအားလုံးကဒီကဏ္ဍလေးတွေကိုအဓိကထားပြီးတော့ကစားပေးပါเนาะကွက်တရားလဲရမ်းများတယ်เนาะကွက်တရားလဲရမ်းများတယ်ကျွန်တော်တို့တစ်ခွက်ကောင်းသီးသန့်လောက်ပဲလိုက်ကစားခြင်းတဲ့အကိုတွေမတွေအားလုံးပဲကျွန်တော်ခုခေါ်ပေးမယ်ပတ်သိတစ်လုံးကျွန်တော်ကြိုက်ရွေးပေးမယ်ကျွန်တော်နောက်ဖက်မှာ3ပိုင်ကိုကြိုက်ပါတယ်เนาะအကြိုက်ချင်းမတူတာဖြစ်တဲ့အတွက်ကိုတွေမတွေအားလုံးက8ကြိုက်မယ်ဆို8ကိုပတ်လို့ရတယ်ကျွန်တော်ကြိုက်ကတော့3ပိုင်ဖြစ်ပါတယ်တေချာပေါက်ထွက်မယ်လို့တော့အာမမခံဘူးအကောင်းဆုံးကြိုးစားပေးထားတယ်ရှေ့မှာပြောလို့ပဲယုံကြည်မှုပြည့်ရှိမှလိုက်ပြီးတော့ဆော့ပါเนาะအကြိုက်တွေဝါသာတို့မှလိုက်ပြီးတော့ကစားပါကျွန်တော်8နဲ့ပတ်သက်ရင်89ဆိုတဲ့ခဏကဒါဒုတိယ main ပါเนาะခုပထမ main လေးခေါ်ပြီးမယ်ပထမ main ဒီကျွန်တော်3နဲ့ပတ်သက်လာရင်39ဆိုတဲ့ခဏဒီဒါပထမ main ပဲဖြစ်ပါတယ်39ဒီဒါပထမ main 8နဲ့ပတ်သက်လာရင်89ဆိုတဲ့ခဏဒီဒုတိယ main ပဲဖြစ်ပါတယ်ကဲအားလုံးပဲကျွန်တော်ခုမျှဝေပေးခဲ့တဲ့ကဏ္ဍလေးတွေအားလုံးအပန်းမကြည့်ဘူးဆိုရင်မန်လေးတွေမှာတယောက်ချင်းစီတိုင်းမှန်းပြီးတော့အပေးခဲ့လို့ရပါတယ်နောက်မှဝင်လာတဲ့အကိုတွေမတွေအားလုံးလည်းအလွယ်တကူမြင်နိုင်တွေ့နိုင်အောင်လုပ်ပါကဲအားလုံးပဲကျွန်တော်ခုမျှဝေပေးခဲ့တဲ့ကဏ္ဍလေးအားလုံးနဲ့နောက်ဖန်ပွဲသိမ်းလေးမှာအားလုံးပဲအဆင်ပြေကြပါစေအားလုံးပဲပေါက်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုဒီနောက်မှပဲရှင်းအောင်ခွင့်ပြုပါလက်မလေးတွေမနှိမ့်ရသေးတဲ့အကိုတွေမတွေအားလုံးပဲ line လက်မတွေနှိပ်ပြီးတော့မှအပေးပြီးတော့ကြည့်ပေးပါလို့ကျွန်တော်ဘက်ကနေပြီးတော့တောင်းဆိုလိုက်ပါတယ်ကဲတက်တာပါ